That is it. ပက်တလနာကွင်းကြီးထဲမှာပွဲသိမ်းခရတဲ့ထွက်ပေါ်လာချိန်မှာတော့ဂိတ်ဘာဒီတင်းရဲ့ဂိုးသမားကြီးဘိုးစင်ညာရဲ့မျက်ဝန်းကနေမျက်ရည်တွေစီးကျလာခဲ့ပါတယ်။ချန်ပီယံဖြစ်ဖို့ရေပန်းစားဆုံးစပိန်တင်းကိုဂိုးမရှိသေးကစားပြီးသမိုင်းတက်ရေးထိုးနိုင်ခဲ့တဲ့နောက်မှာတော့ဂိတ်ဘာဒီပြည်သက်တွေသာမကကမ္ဘာအလုံးကကြည့်ရှုသူတွေကပါဘိုးစင်ညာကိုချီးကျူးခဲ့ကြပါတယ်။ဥရောပချန်ပီယံစပိန်တင်းရဲ့အဆက်မပြတ်ရိုက်ခတ်လာတဲ့တိုက်စစ်လှိုင်းတွေကိုသက်40ရွယ်ဝါရင်ဂိုးသမားကြီးဘိုးစင်ညာကသူ့ဘဝရဲ့အကောင်းဆုံးလက်စွမ်းနဲ့အချိန်ချင်းကာကွယ်သွားခဲ့တာပါ။သူဟာဒီပွဲမှာရေးပါတဲ့ဂိုးပေါက်ကာကွယ်မှု9ကြိမ်အထိပြုလုပ်ခဲ့ပြီးသူ့နိုင်ငံသမိုင်းမှာအမှတ်ရစရာအကောင်းဆုံးကလင်းရှိရလက်ကိုယူဆောင်ပေးနိုင်ခဲ့လို့အဲ့ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။ဘိုးစင်ညာဟာဒီပွဲကစားချိန်မှာအသက်40နှစ်နဲ့12ရက်ရှိနေပြီဖြစ်လို့ကမ္ဘာဖလားပြိုင်ပွဲကိုပထမဆုံးချိန်ကစားခွင့်ရတဲ့နိုင်ငံအသင်းတွေထဲမှာအသက်ကြီးဆုံးပွဲထွက်ကစားသမားအဖြစ်ပူရာဆောင်းနိုင်ငံက Irai Rom ရဲ့စံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ဒါလည်းမကသေးပါဘူး။အဲဒီပွဲမှာရေးပါတဲ့ဂိုးပေါက်ကာကွယ်မှု9ကြိမ်အထိပြုလုပ်နိုင်ခဲ့လို့ကမ္ဘာဖလားသမိုင်းလျှောက်သက်40ကျော်ဂိုးသမားတွေထဲမှာသူ့ထက်ပိုပြီးဂိုးကာကွယ်မှုပိုများတာဆိုလို့1986ခုနှစ်တုန်းကတပွဲတဲ့10ကြိမ်ကာကွယ်ခဲ့တဲ့မြောက်အိုင်ယာလန်ဂိုးသမားပတ်ဂျန်နေပဲရှိပါတော့တယ်။ဒါကြောင့်ပဲဘရာဇီးနိုင်ငံမှာကမ္ဘာဖလားပြသခွင့်ရထားတဲ့ CAS TV ရဲ့တင်ဆက်သူကက်စီမီရိုမီဂွဲကဘိုးစင်ညာကိုဂုဏ်ပြုတဲ့အနေနဲ့ဘိုးစင်ညာရဲ့ Instagram အကောင့်ကို follow လုပ်ပေးကြဖို့ online ကပွဲကြည့်နေသူတွေကိုမေတ္တာရပ်ခံခဲ့ပါတယ်။တိမ်မေးမိလောင်မိနစ်40မပြည့်ခင်မှာတင်ဘိုးစင်ညာရဲ့အကောင့်မှာ follower 9000ကနေ3သိန်းခွဲအထိဖြစ်လာခဲ့ပြီးဝယ်ပြီးမှာတော့ follower 1 သန်းတရက်ကြာမှာ follower 28သိန်းအထိဖြစ်သွားခဲ့ပါတယ်။ဘိုးစင်ညာရဲ့နာမည်ရင်းကဂျိုစီမာဒီယက်စ်ပါ။သူ့ဖေကအာဂျင်တီးနားကန်တွင်ဂျော့ဖယ်ဒါနိုကိုအားကျလို့သူ့ကိုဖယ်ဒါနိုလို့နာမည်ပေးခြင်းခဲ့ပေမဲ့ဂိတ်ဘာဒီအာနာပိုင်တွေကညှင်းဆန်ခဲ့ပါတယ်။ဒါကြောင့်1986ကမ္ဘာဖလားမှာတောက်ပခဲ့တဲ့ဘရာဇီးနောက်ခံလူဂျိုစီမာကိုအစွဲပြုပြီးသူ့ဖေကနာမည်ပေးခဲ့ပေမဲ့သူ့ကိုဘိုးစင်ညာလိုပဲအားလုံးကခေါ်ကြပါတယ်။ဘိုးစင်ညာဟာသူ့အသက်25နှစ်အရွယ်2012ခုနှစ်ကျမှ professional ဘောလုံးလောကတွေကိုရောက်လာခဲ့တာဖြစ်ပြီးဒါဟာဘောလုံးသမားဖြစ်သက်မွေးဖို့အရန်နောက်ကျတဲ့အရွယ်ပါ။ဂိတ်ဘာဒီဆိုတာအာဖရိကအနောက်ဘက်ကမ်းရိုးတန်းကနေကီလိုမီတာ600ကျော်ဝေးပြီးရှက်ဖီးမြို့လောက်ပဲအရွယ်စားရှိတဲ့ဂျွန်စုနိုင်ငံလေးမို့လူငယ်ဘောလုံးသမားတွေအတွက်တိုးတက်ဖို့ခွင့်လန်းနေပါတယ်။ဒါကြောင့်ဘိုးစင်ညာဟာအခြားလူငယ်တွေလိုပဲဒီပထွက်ကစားခဲ့ပြီးစလိုဗက်ကီးယားအန်ဂိုလာမော်ဒိုဗာဆိုက်ပရပ်စ်နိုင်ငံတွေမှာလည်းကစားခဲ့သလိုလက်ရှိမှာတော့ပေါ်တူဂီဒုတိယရန်ကလပ်ချာဗက်စ်မှာကစားနေပါတယ်။နှစ်ပေါင်းများစွာပင်မဆင်းရဲမှုတွေအခက်အခဲတွေကိုကြံ့ကြံ့ခံကြော်ဖြတ်ပြီးမှအခုကမ္ဘာဖလားပြိုင်ပွဲမှာလူသိများလာခဲ့တာမို့လို့ဝဲပြီးအင်တာဗျူးမှာသူကအခုလိုပဲဝင်ဟာခဲ့ပါတယ်ကျွန်တော်ငိုခဲ့မိတာကကျွန်တော်ကိုပြုစုပြောထောင်ပေးခဲ့တဲ့ဖိုးဖွားတွေလွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲကွယ်လွန်သွားခဲ့လို့ပါသူတို့ကကျွန်တော်အတွက်အရာရာဖြစ်ခဲ့ပေမဲ့ဒီအောင်မြင်မှုကိုသူတို့မမြင်နိုင်တော့ဘူးလေပြီးတော့မေးကြောင်လည်းပါတယ်မေးအတွက်ပေးရမယ့်ဗီဇာကြေးကိုမတတ်နိုင်လို့ဒီထိလိုက်လာပြီးအားပေးလို့မရဘူးလေဒီအနာပြီးပြန်ထန်သွားပြီးနောက်မှာမယုံနိုင်စရာအလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်ဘိုးစင်ညာရဲ့ရင်ဖွင့်စကားကိုအမေရိကန်အောက်လွှတ်တော်ရဲ့လူငယ်စုခေါင်းဆောင်ဟာကင်ဂျက်ဖရီကကြားသိသွားခဲ့တဲ့နောက်မှာတော့မိခင်တယောက်အနေနဲ့ကိုယ့်သားသမီးရဲ့သမိုင်းဝင်အခိုက်အတန့်ကိုကြည့်ရှုခွင့်မဆုံးရှုံးသင့်ဘူးလို့ဆိုပြီးအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနဂိတ်ဘာဒီအစိုးရနဲ့ FIFA တို့ပူးပေါင်းပြီးအရေးပေါ်ဗီဇာထုတ်ပေးဖို့စီစဉ်ခဲ့ပါတယ်ထူးခြားတာကဘိုးစင်ညာရဲ့မိခင်အတွက်ကုန်ကြမဲ့ဗီဇာကြေးအားလုံးကိုလည်းတရားဝင်မူဝါဒတွေနဲ့ညီကင်းလွတ်ခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်လာမယ့်တနင်္ဂနွေနေ့မှာကစားမဲ့ဥရုဂွေးနဲ့ပွဲစဉ်မှာတော့ဘိုးစင်ညာရဲ့မိခင်ဖြစ်သူဟာဝင်းထဲကနေသားဖြစ်သူကိုကိုယ်တိုင်ကိုယ်ကျအားပေးခွင့်ရတော့မှာဖြစ်ပြီးသူတို့သားမိနှစ်ဦးဟာမိုင်ယာမီမြို့မှာပျော်ရွှင်စွာပြန်လည်ဆုံတွေ့ကြတော့မှာဖြစ်ပါတယ်။ဒါဟာဘောလုံးပွဲတစ်ပွဲထက်ပိုတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့လှပတဲ့လူသားဆန်တဲ့ခိုက်တန်တစ်ခုပါပဲ။အသက်အရွယ်ဆိုတာကိန်းဂဏန်းတစ်ခုသာဖြစ်ပြီးပြင်းပြတဲ့စိတ်ဆန္ဒရှိမယ်ဆိုရင်ဘယ်ရာမဆိုဖြစ်နိုင်တယ်ဆိုတာကိုသက်40အရွယ်ရောက်မှအိမ်မက်တွေအကောင့်ထဲပေါ်လာခဲ့တဲ့ဘိုးစင်ညာကအကောင်းဆုံးသက်သေပြသွားခဲ့ပါပြီ။သူ့မိကိုယ်တိုင်လာအားပေးမဲ့ဥရုဂွေးနဲ့ပွဲမှာရောဘိုးစင်ညာဘယ်လိုထပ်ပြီးလက်ဆွမ်းပြအောင်မလဲဆိုတာအတူတူစောင့်ကြည့်လိုက်ရအောင်ဗျာ။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ဖို့နဲ့
နောက်ထပ်စိတ်လှုပ်ရှားစရာကမ္ဘာဖလားဇာတ်လမ်းတွေကိုသိရဖို့ channel ကို subscribe လုပ်ပေးကြပါအောင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျာ